ရဦးလေးဖြစ်တာဘယ်လောက်ကြာလဲ15နှစ်လောက်ကြည့်ပြီ15နှစ်လောက်ရှိပြီဩဘာယောဂလို့ပြောလဲဆရာဝန်ပထမတော့အဲ့ဒီဟိုမှာပေါ့လေးဘက်နာအယုံကြည့်ပေါ့လေးဘက်နာအယုံကြည့်ပေါ့ဟုတ်ပြီအခုကြတော့ဘယ်လိုနေလဲအခုကြတော့မသွားနိုင်တော့ဘူးအခုမသွားနိုင်တော့ဘူးညနေပြီးတော့ဟိုအိမ်လောက်သွားရင်ဒီသကောင်ကြောတွေရောမခံနိုင်တော့ဘူးကျသားတွေပါတက်လာလက်ပြညောင်းပိုက်တယ်ဟုတ်ပြီလက်ပြညောင်းကတော့အေးဒါကတော့အောက်ပိုင်းနေလေးတော့နော်လေးတာပေါ့သွားလို့မကောင်းစားလို့ကောင်းလားစားလို့တော့တင်စားလို့တင်အဲ့လိုရတယ်ရတယ်အဲ့လိုလည်းရတယ်အဲ့လိုလည်းရတယ်စားလို့လည်းကောင်းတယ်သွားလို့မသွားနိုင်သွားလို့မသွားနိုင်တာကြီးဝင်းချုပ်နည်းနည်းလေးမောတယ်ဝင်းချုပ်လားနှလုံးယောဂသမားတွေရတယ်နော်ဘုံလုံးဝင်းတော့နည်းနည်းပါချုပ်တယ်ဒါပေမဲ့ဆရာမိုးကိုနည်းနည်းမှေးတာဟုတ်ဟုတ်ပြီဟုတ်မျက်စိပြတယ်အေးပေါ့အေးမျက်စိပြတယ်အဲ့ရဝင်ရတာကောင်းဘူးလားကောင်းဘူးလားမူးတယ်မမူးမမူးမမူးပေါ့မမူးဖြစ်တာအကုန်လုံးဆို15နှစ်လောက်ဖြစ်သွားပြီနော်15နှစ်လောက်ကြီးတော်တော်ကြာပါလားဟုတ်ပြီဦးလေးသက်သာပဲကောင်းပါလိမ့်မယ်ဟုတ်ဟိုသွားနိုင်တယ်လေးနာပေါ့ဒါအကျော်ဟိုတွေးကြောတွေပိတ်တာလေနော်ဟိုပေါက်က40မသွားဘူးချောချက်ကြောက်ကောင်းပါလိမ့်မယ်နောက်အခုအစားတော့တွေတော့မစားဘူးဘာတွေစားရတာမတက်တာများလားအစားတော့ကတော့ဟိုမှာပေါ့လေဟိုဆရာဝန်ကတော့မြစ်တို့မိုးတို့အဲ့ဒါအဲ့ဒါကပြောအဲ့ဒါအကုန်စားလို့ရဟိုစိတ်သားတစ်ခုမစားနဲ့စိတ်သားမစားကျန်တာအကုန်ရမယ်နော်လောလောဆယ်လေးတော့နည်းနည်းလေးခဏလေးရှောင်မယောဂမထွက်ခင်တော့နော်ယောဂထွက်သွားရင်အကုန်စားလို့ရပြီလားနော်အောင်လေးလို့မကြခင်လည်းထွက်သွားလိမ့်မယ်နော်ဟုတ်ပြီ